โอเคကျွန်တော်တို့နေမဝင်ပြည်သရှာအင်ပါယာတီထောင်ခြင်းပတ်တူးဝိုင်းကျွန်တော်တို့ကြိုးစားပါတယ်โอเคအဲ့တော့ကျွန်တော်တို့ထင်ထားတဲ့အတိုင်းပဲ Paris ကိုကျွန်တော်တို့ကဝိုင်းထားတာကျွန်တော်တို့5 run လောက်ရှိပါပြီပေါ့နော်5 run လောက် ဝိုင်းထားလိုက်တယ်ပေါ့ဝိုင်းထားပြီးတော့မြို့ကိုကျွန်တော်တို့ကအစာရည်သာဖြတ်လိုက်တာပေါ့ပြောရရင်အဲ့တော့အစာရည်သာဖြတ်လိုက်ပြီးတဲ့နောက်ပိုင်းမှာရန်သူတွေကတရင်နှရင်နဲ့လာရောက်စစ်ကူပေးတယ်တရင်နှရင်နဲ့လာရောက်စစ်ကူပေးတဲ့အချိန်မှာဒီကောင်တွေထွက်တိုက်မှာပေါ့အဲ့တော့တရင်နှရင်မှာမြင်တဲ့အတိုင်းပဲအပေါ်ကတရင်ကိုလူက160ရှိရပါဗျာတရင်နှရင်ဆိုရင်16နှစ်ဒီ30နှစ်ဆိုလူ320နဲ့လာပြီးကျွန်တော်တို့စစ်ကူပေးတာသူတို့မြို့ထဲမှာကျတော့မြို့ထဲမှာ1505ရှိတယ်တရင်ကအဲ့တော့လူကြီး1505ရှိတယ်တရင်ကတော့တော်တော်များတယ်ပေါ့နော်တရင်ကတော့ပုံမှန်9 10 15 19တရင်19ခုပေါ့နော်တရင်19ခုနဲ့ကျွန်တော်တို့မြို့တွေကခံတိုက်ထားတယ်ပေါ့အဲ့တော့အဲ့နေရာမှာဒီလိုပုံစံမျိုးလေးတွေကိုမြင်ရလိမ့်မယ်ဒီမှာတနက်ထမ်းထားတဲ့ကောင်လေးတွေကိုကြည့်လိုက်ဘယ်လိုပြောဒီအောက်ဆုံးအဆင့်မှာမြင်းတက်နှစ်တက်တွေ့ရမလားမြင်းတက်နှစ်တက်ဘေးနာတက်တွေကိုကြည့်လိုက်မြင်းတက်နှစ်တက်ဘေးနာတက်ကိုကြည့်လိုက်အဲ့တက်ကမျိုးဆောင်တက်ပါအဲ့လိုပုံစံတက်ရင်တွေမျိုးဆောင်တက်တယ်ကျွန်တော်မျိုးထဲမှာလဲကျွန်တော်မျိုးဆောင်တက်တယ်ဖြစ်တက်ရင်တော့ကျွန်တော်ရေးရင်းထားထားတယ်ပေါ့နော်သူတို့ကပတ်စံမပေးရဘူးမျိုးအတွက်စောင့်ရှောက်မယ်ဆိုပတ်စံမပေးရဘူးပေါ့ပြီးတော့ရန်သူကလာတိုက်တဲ့ခါကျရင်ဒီလို Emperor Total War လို့ Napoleon Total War တို့မှာကျွန်တော်မျိုးဆောင်တက်ကတက်ရင်ထားပေမဲ့ကိုယ့်ရဲ့မျိုးကိုကာကွယ်ဖို့ဆိုပြီးရန်သူလာတိုက်တဲ့ခါမှာတက်ရင်မျိုးဆောင်တက်တက်ရင်4ရင်3ရင်လောက်ထပ်တိုးလာတယ်ပေါ့နော်အဲ့လိုမျိုးခုခံကာကွယ်ပေးတယ်ပေါ့โอเคအဲ့တော့ပါစာတွေပေါ့အဲ့တော့ရန်သူမြင်းတက်ကိုကြည့်လိုက်တဲ့အခါမှာဒီအောက်ဆုံးကမြင်းတက်နှစ်တက်ကိုကြည့်လိုက်အောက်ဆုံးကမြင်းတက်နှစ်တက်ကတနက်ကင်ထားတဲ့မြင်းတက်အဲ့တက်တွေကနပိုလီယန်တိုတယ်ဝါမှာဆိုရင်ကျွန်တော်တို့နပိုလီယန်တွေတော်တော်များများသုံးတယ်ပေါ့နော်အဓိကပြင်သစ်တွေတော်တော်များများသုံးတဲ့အစီရေးပြွာမှာပါတဲ့ဘဲတောင်မညာတောင်မမြင်းတက်ပါအဲ့မြင်းတက်ကတနက်တက်ပြစ်တဲ့အပြင်အနီးကဆိုလဲခုတ်တယ်တော်တော်ကောင်းတယ်ဗျဒီတိုင်းရိုးရိုးဓာတ်ခုတ်တဲ့တက်တွေကဘလောက်ပဲတန်ချက်ကကောင်းမကောင်းအဲ့မြင်းတက်ကိုလုံးဝမရှင်းနိုင်ဘူးအဲ့မြင်းတက်တက်ကိုရန်သူဘက်ကတက်က2တက်လောက်မြင်းတက်2တက်လောက်ဟိုတရင်2ခုလောက်နဲ့ဟိုထင်းရတာဗျာဒါတော့မနေ့ညက်ပြီးထင်းရတဲ့အဆင့်ပေါ့နော်မဟုတ်ရင်တနက်နဲ့ပြစ်လိုက်ဒီကောင်တိုက်လိုက်ပြေးလိုက်အဲ့လိုပုံစံမျိုးနဲ့သွားတာအဲ့တော့မနေ့ထင်းရတဲ့ဒီရန်သူတက်တွေကိုထိန်းဖို့အတွက်ဒီကောင်ကမြင်းတက်အဲ့လိုတက်မျိုးမြင်းတက်2တက်ရှိတယ်အပေါ်မှာဒီမှာအလယ်မှာမြင်းတက်1တက်ရှိရပေါ့နော်အဲ့တော့ရန်သူတက်တွေကိုကျွန်တော်တို့တိုက်မယ်ကျွန်တော်တို့ဘက်မှာအမြောက်တက်ရင်4ရင်ပါမယ်ကျွန်တော်တို့ရဲ့ရှေလင်တက်ပေါ့နော်အမြဲတမ်းတက်ပေါ့နိုင်ငံအမြဲတမ်းတက်ပါနိုင်ငံအမြဲတမ်းတက်တယ်ပုံစံအတူတူပဲဗျာအင်ပါယာတိုတယ်ဝါမှာအဲ့ပုံစံကြီးပဲပုံစံကာလာပြောင်းသွားတာပဲရှိတာပေါ့နော်โอเคအဲ့တော့ကျွန်တော်တိုက်ပွဲကိုစတင်မြင်တွေ့ရတော့မှာပေါ့အဲ့တော့ရန်သူမြင့်တက်တွေကိုကျွန်တော်တို့က square formation နဲ့တိုက်မယ်ပေါ့အဓိကအပြင်အမြောက်တွေနဲ့ပစ်မယ်ကိုယ့်ဘက်ကအမြောက်ပါတဲ့အတွက်ကျွန်တော်အမြောက်တွေနဲ့ပစ်မယ်ရန်သူမြင့်တက်တွေလာရဲဆိုရင်လည်းကျွန်တော် square formation နဲ့သုံးမယ်ကျွန်တော်အဲ့လိုယူဆရတယ်ပေါ့နော်တကယ်လို့ဒီ Paris ကြီးကိုဘာလို့တိုက်လာလဲလို့ပြောရရင် Paris ကိုမတိုက်ရင် Paris ကဒီပြည်သစ်ကအဓိကပြည်မာကြီးပေါ့အဲ့ပြည်မာကြီးကရေတက်တွေထုတ်မှာတောက်လျှောက်ရေတက်တွေထုတ်ပြီးတော့ကျွန်တော်ရဲ့ရေချောင်းအဓိကဗြိတိရှကျွန်းမာကြီးရဲ့ဒီကျွန်းကြီးရဲ့ပေါ့နော်ပြည်မာကြီးရဲ့အဓိကရေချောင်းလမ်းကြောင်းရေလမ်းကြောင်းကုန်သွယ်ရေးလမ်းကြောင်း2ခုရှိတယ်အဲ့2ခုလာပိတ်တယ်ဗျလာပိတ်ရင်ကျွန်တော်ဘက်ကလုံးဝဝင်ထွက်ငရအဆင်မပြေတော့ဘူးဖြစ်သွားအဲ့လိုဖြစ်မှာဆိုလို့ကျွန်တော်ကဒီပြင်သစ်ကိုပြည်မာကြီးကိုအရင်တိုက်ဖို့လိုတယ်โอเคအဲ့တော့ရန်သူတွေကဒတိုင်းနေမဆောက်ရသေးတာဖြစ်တဲ့အတွက်ကျွန်တော်မျိုးတွေကိုဝင်စီးရမှာဖြစ်ပါတယ်ရန်သူတွေကလည်းမျိုးတွေကထွက်တိုက်မှာပေါ့အဲ့တော့မျိုးတွေကထွက်တိုက်တာတွေအဝင်နိုင်ဖြစ်တဲ့အတွက်မြင်တဲ့အတိုင်းပဲကျွန်တော်တို့တော်တော်ကြီးကိုကျွန်တော်တို့ကတောင်ကုန်းတွေရှိမရှိကြည့်ရပြီလေတောင်ကုန်းတွေရှိရင်နည်းနည်းစားတယ်ဒါဆိုဒီနေရာအကွက်တွေအရှင်မြောက်တတ်ထားတယ်ကျွန်တော်တို့
ရှင်နေတနက်တက်ရင်တွေကိုကျွန်တော်တို့နှစ်ခုစီကိုကျွန်တော်တို့ပူးပေါင်းလိုက်တာပေါ့ဗျာပူးပေါင်းပြီးဆိုရင်မြင်းတက်ရင်ဒီကနေ့မြင်တော့ကျွန်တော်တက်တွေချတဲ့နေရာမှာနည်းနည်းဟိုတိုင်ပတ်တယ်နော်အဓိကကျွန်တော်တို့ဂုံးမြင့်ရှာတာပေါ့
ကျွန်တော်ပြီးသွားပြီကျွန်တော်တိုက်ကျန်သူရဒီမှာရှိတက်လာပြီwhat the hell ကျွန်တော်ထင်တဲ့အတိုင်းပဲအဲ့တော့တခါလေးကထင်တာလွဲခဲ့တယ်ဒီနေ့တိုင်းပဲရန်သူတွေရောက်လာပြီတော့ဒီဘက်ကိုထိန်းနေတာလေတက်ပြီဆိုဒီဘက်ကအမှန်နဲ့ဟန်ဖြစ်ဒီရှိလာတော့မှန်တာဒါပေမဲ့ဒီရှိကမလာနဲ့ဒီဘက်ကရန်သူတက်ကိုခဏစိတ်တော့တက်ကိုများရဲ့对呀，这个别让喵了。不要上面目标，你这就来。你那玩意不要上面目标了，你这边怎么也就走了？我这个屁了呢，这都该找么不？我一些来的。ဘက်ကလည်းမကျွန်တော်မှာစစ်ကိုထိုးစစ်ဖွဲ့နေတဲ့ဖြစ်တဲ့အတွက်တောင်းမဟုတ်အနည်းကျန်တော့ရှော့ပါမယ်နော်
တိုက်ပွဲလေးလည်းကြည့်အောင်လေဒီနေ့လည်းကျွန်တော်တင်ပြတယ်နော်ထိုးစစ်ဖြစ်နေပြီနော်ဒီဘက်မှာတဲတန်ဒီနေ့ထိုးစစ်ဖြစ်နေပြီဒီဘောနဲ့ดูลาบิสก็ของจุดยอดอันนี้เราจะเป็นตัวเนี่ยเราต้องทำอะไรเราเป็นตัวแบบที่ว่าเป็นตัวแบบนี้แต่ว่า我去往里抬来了。ဒီတွေကြည့်တဲ့အခါမှာငါတို့တွေကဒီဘက်တကြွားရင်ကျွန်တော်တို့တောက်ချောက်ဖိအားပေးနေအဲ့တော့ကျွန်တော်တို့ကလည်းကိုလုံးနိုင်တဲ့ဘက်ကလုံးဝမပြင်တော့ပေါ့နော်ဒီတဲ့တယ်နော်เราစစ်တယ်တဲ့တန်ဖြစ်နေတာနော်အဲ့နော်ဒါကိုစစ်တော့ဗျာအဲ့ရင်သူရဲ့အဓိကဒီမှာတော့ကျွန်တော်မြင်းနဲ့ဝိုင်းမယ်
ဒီနေရာမှာကျွန်တော်ဒီမှာဒီကရန်သူဝင်လုံးနဲ့တက်မှာကိုကျွန်တော်မြင်းတက်ပြီးတော့ကျွန်တော်ဝိုင်းညှက်တိုက်တယ်ပေါ့နော်我人家等了很久了，这个我是没办法嘛，ကျွန်တော်မြင့်တက်တယ်ဝင်လုံးဒီမှာအပေါ်ပိုင်းမှာလည်းကျွန်တော်တော်တော်ဒုက္ခရောက်နေတယ်ဟောအကောင်လုံးဒီကောင်ဝင်လုံးနဲ့ပုံစံမျိုးကျွန်တော်လုပ်မှာကျွန်တော်ရန်သူတွေကိုအတော်ဝင်လုံးမှာရန်သူတွေကျွန်တော်တို့ဘယ်လောက်ပြစ်နေလဲနော်ကျွန်တော်တို့ဒီရှာသားတွေအဓိကဒီလိုတကယ်ဝင်လုံးတော့ဟဲ့ကျွန်တော်ဝင်လုံးပြီဆိုရင်ရန်သူကကြောက်လို့ပြေးပြီမြောက်တက်တွေကိုခဏရက်ထားခိုင်းရမယ်ဘာဖြစ်လို့လဲဆိုတော့မြောက်တက်တွေမြရက်ထားရင်ကျွန်တော်ဘိုလ်ချုပ်ကဝင်လုံးလာဖြစ်တော့ရန်သူကမထင်မှတ်တဲ့ဘက်ကဝင်တိုက်တာဖြစ်တော့ကျွန်တော်တို့ကအထိခိုက်များတယ်ပေါ့နော်ရန်သူစစ်ကူရှိသေးလားဒီမှာအကုန်လုံးလှုပ်ရွာပြီးနောက်ဆုတ်ပြေးနေတဲ့တက်တွေဖြစ်နေတယ်ကျွန်တော်ဒီမြင်းတက်ပြတော့ကောင်းတယ်နော်ဟိုမှာတနက်နဲ့ပါဖြစ်တာကျွန်တော်ရန်သူကမျိုးတွေကထွက်လာမယ်ဆိုပြီးအမှန်ကန်ဒီမှာခန်းစစ်ပြင်ထားတာခန်းစစ်ပြင်ထားတဲ့ဘက်ကရန်သူကတက်မလုံးပဲနဲ့ကျွန်တော်ဒီမှာဂရိုချင်းတွေပါလောက်ထားပါတော့ရန်သူတိုက်ရင်ကိုဘက်ကခန်းတာဂရိုချင်းတွေပါလောက်ထားတယ်ပြီးတော့ရန်သူကရှေ့ဘက်ကမြင်းတက်တွေနဲ့အတကုံဝင်လုံးရင်ဝင်လုံးလို့မရအောင်ကျွန်တော်အမြောက်တက်ကအပေါ်မှာရှင်းညောင်းနေထားတာလေနော်ကျွန်တော်ဒီဘက်ကိုလည်းကျွန်တော်နည်းနည်းကူးပြီးထားလိုက်တာအမှန်ဖြစ်သွားတယ်
မဟုတ်ရင်ဒီဘက်တာမှာညှောက်နေမထားတိုင်းခုနမြင့်တက်တွေနဲ့အတော်ကုန်ဝင်လုံးတဲ့ခါမှာဒီမှာတော်တော်သေးကုန်တော့ဗျတဲ့ရန်သူမြင့်တက်တွေရောကိုယ့်ဘက်ကကားတဲ့တက်တွေရောပေါ့နော်တော်တော်သေးဒီတိုက်ပွဲကြီးကတော်တော်ကြီးမိုက်တယ်ပေါ့နော်ခေဒီတိုက်ပွဲကတော့မနေ့တိုက်လိုက်အမြင်နဲ့တိုက်ပဲကျွန်တော်နိုင်ခွက်တောင်ကြာသွားတယ်တိုက်တာရန်သူကဘယ်ဘက်နိုင်ကြောင်းရင်ဝင်စောင့်လာဖြစ်ပြီးတော့ကျွန်တော်တို့ရှေ့ပိုင်းရရင်တရင်စစ်ကူတက်စိတ်နှစ်စိတ်လောက်နေနေသူကရှေ့ရရင်ကျွန်တော်တို့အယောင်ပြတာပါအယောင်ပြပြီးတော့ကျွန်တော်တို့ဒီဘယ်ဘက်တောင်ပိုင်းဝင်စောင့်တယ်ပေါ့နော်ဘယ်ဘက်တောင်ပိုင်းဝင်စောင့်တော့ကျွန်တော်ရဲ့အဓိကမြို့ထဲရရင်တိုက်မယ်ဆိုပြီးထွက်လာမယ်ဆိုပြီးထင်ထားတဲ့ဟာတွေကိုကာထားတဲ့တက်ကဘယ်နဲ့တက်လောက်ရှိလဲဆိုတော့ကျွန်တော်တရင်2ရင်4ရင်တရင်6ရင်လောက်ကာထားတဲ့နေရာမှာကျွန်တော်စစ်ကူအနေနဲ့တရင်4ရင်ချက်ချင်းပြန်လွတ်ကြတယ်ပေါ့နောက်ဆုံးပြီးကန်ဒီမှာလွတ်လိုက်လို့နိုင်သွားတာပါဒီဘက်မှာကျွန်တော်ဗိုလ်ချုပ်ကျသွားတယ်ဖြစ်မယ် enemy fleet ဗိုလ်ချုပ်ကိုမတွေ့ဘူးဗျဗိုလ်ချုပ်ကျသွားတာဖြစ်မယ်ခုနလိုမျိုးဝင်ရောက်တိုက်ခိုက်တဲ့နေရာမှာနောက်ကလည်းအမြောက်ကလည်းပြစ်ကူပေးတဲ့အခါမှာဗိုလ်ချုပ်ကထိနိုင်တယ်ပေါ့နော်ဒီမှာကြီးရန်သူကမြင့်တက်4တက်ထနေကိုကျွန်တော်တိုက်တာကျွန်တော်အော်ရိုတိုက်လိုက်ရင်ကျွန်တော်ရှုံးပါဗျကျွန်တော်ရဲ့လောစင်မှာဗိုလ်ချုပ်မရှိတော့တဲ့အတွက်အမြောက်တက်ကဦးစီးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကခုခံတိုက်ခိုက်ရမယ်မဟုတ်ရင်အော်ရိုနဲ့တိုက်လိုက်ရင်ကျွန်တော်ရှုံးပါရန်သူဘက်ကတိုက်ရင်4ရင်နဲ့ဆိုမဲ့အောက်ကကြည့်လိုက်အနီနဲ့စိမ့်နေမျှကြီးရောက်နေပေါ့နော်အဲ့တော့အော်တိုနဲ့တိုက်လို့မရဘူးအော်တိုနဲ့တိုက်ရင်ကျွန်တော်ရှုံးမှာဖြစ်တဲ့အတွက်ကျွန်တော်တိုက်မယ်တိုက်ရင်နိုင်မလားမေးနိုင်တာပေါ့ရှင်လင်တက်တည်းရဲ့ square formation ကိုဘယ်မြင့်တက်မှမခံနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ရှင်လင်တက်တည်းရဲ့ square formation ကကျွန်တော်တို့တနက်လည်းပြစ်တယ်ဟိုက plan နဲ့လည်းထိုးတယ်အခုကျွန်တော်စော့ပြနေတဲ့ဖုန်းကကျွန်တော်တို့ note ဘယ်လောက်လဲဆိုတော့ note 35G ထင်တယ်note 35G ကဟာတက်တရတော်တော်နဲဝါတာဟာနိုင်တက်တယ်ပဲရှိပြီတော်တော်လေးကျွန်တော်ဘက်ကတက်ကတက်ပြတ်လို့နီးပါဘူးဖြစ်သွားတာလုံးဝအပြင်းခံလိုက်ရနော်ဒီတနက်တက်တွေတော့ယုံတယ်ကျန်တဲ့တက်တွေဒါမယုံတာနော်တောင်ကုန်းသိမကြောက်တောင်ကုန်းကတော့ဒီကောင်းတော့ကြောက်နော်ဒီရှိလေးတို့ကတောင်ကုန်းကဒီကောကိုကြောက်
เคนี่ได้ไหมအဓိကတော့ကျွန်တော်ရန်သူတက်တွေကဘယ်လောက်ကောင်းကောင်းကျွန်တော်တက်ကိုမနိုင်ဘူးဟုတ်ပြီအဲ့ဒီလက်ကုန်အဲ့ဒါမှမဟုတ်ဒီစီအကောင်လည်းဒီတိုင်းပဲဖြစ်ဘာလို့တော့ကျွန်တော် square foundation ဒီကောင်လည်းမနိုင်ဘူးဟုတ်ကဲ့ square foundation ကဒီလိုမျိုးတက်တယ်နော်ဆန်းနေတယ်ဒီဘက်ကချရတယ်ဒီဘက်ကပြစ်တယ်တွေ့လားဒီဘက်ကပြစ်တယ်ဒီဘက်ကအမအခုပြန်ပြီးနေပြီးတယ်မျိုးအဲ့တော့အဝေးမှာနေတဲ့ကောင်ကိုပို့ဆိုတာအဝေးမှာနေတဲ့ကောင်ဆိုတော့ကျွန်တော်က对是，不要那个，这个东西，这个。好像不是。cho nào này nó có được cái này có bình thường đã là nó là cái chơi là rồi mới ra là xí cá những cái trên câu đầu có nơi thì để thì được này cho đại cả đồ tay một biểu quả là hào phơi dí một biểu quả là còn nó chắc mai à phơi dí một biểu quả là được nào được ha tay bối cho nó rồi đúng không tay luôn bị ăn được hay rồi cho tìm hiểu tay hàm ấy tìm hiểu đó mà khán xét xem bộ ta đâu mà lười không vậy nhìn tôi bác ạ chắc mai này là bác ạ tay phụ một lười mà nhìn tôi chắc mai sụt thì làm như này mà
မာလာတာကိုမာလာတာပေါ်တူဂီတိုက်မာလာတာပေါ်တူဂီတိုက်မှာဖြစ်တဲ့အတွက်ကျွန်တော်ကပေါ်တူဂီကိုကူမယ်ဆိုရင်ကျွန်တော်ကမာလာတာနဲ့စေးမဟာမိတ်ကိုင်ပြတ်မယ်ပေါ်တူဂီမကူရင်ပေါ်တူဂီနဲ့ကျွန်တော်စေးမဟာမိတ်ပြတ်မယ်ပေါ်တူဂီနဲ့ပြတ်တာအကြောင်းမဟုတ်ဘူးမာလာတာနဲ့တော့မပြတ်ဖို့အရေးကြီးတယ်ပုံမှန်ကဒီလိုပုံစံမျိုးကအတိုက်ခံတဲ့ကောင်တွေရိုင်းအော်တာများပါတော့ခုအတိုက်ခံတဲ့အောင်ကပေါ်တူဂီဖြစ်တဲ့အတွက်ဒါပေါ်တူဂီရဲ့အော်တာဖြစ်တယ်ကျွန်တော်ယူဆတာမှားမှားတစ်ချက်ပြန်ကြည့်မှာပေါ့နော်ဒီမှာအော်တိုမန်တွေကကျွန်တော်တို့ပြောတယ်ပေါ့ကျွန်တော်နီးပညာပေးပါကျွန်တော်တို့ဂုံသွဲရေးလုပ်မှာပေါ့โอเคပေးမယ်ဥရောပအလဲပိုင်းဥရောပမှာစစ်ဖြစ်နေဖို့လိုတယ်အဲ့တော့ကျွန်တော်ကကြရရင်လက်နဲ့ရောင်းမယ်ပေါ့လက်နဲ့ရောင်းမယ်ဒီကောင်လေးအရှင်းရှင်းတိုက်နေအောင်လုပ်မယ်အဲ့ဒီအချိန်မှာကျွန်တော်ပြင်သစ်ပြည်မာရုပ်ထိန်းချုပ်မယ်ပြင်သစ်ပြည်မာရုပ်ထိန်းချုပ်လိုက်တာနဲ့အမေရိကန်မှာရှိတဲ့ပြင်သစ်ပြည်နယ်တွေတခြားကိုလိုနီနယ်တွေကလွတ်လပ်ရပါပြီပဲလွတ်လပ်ရဝိုင်းဆိုနိုင်ငံတွေထွက်ပေါ်လာလိမ့်မယ်အဲ့တော့ဒီမှာစပိန်နဲ့စစ်ဖြစ်မယ်โอเคစပိန်ဘက်ကဘာဗီးယားနဲ့အီတလီယန်စတိတ်ကပါမယ်ကျွန်တော်ဘက်ကဩစတြေးလျရဲ့ဟန်နိုဗာရဲ့မာတာရဲ့အကုန်လုံးကျွန်တော်စင့်ခေါ်မယ်ပေါ့နော်အဲ့ထက်မှာဘယ်လိုတွေကကျွန်တော်ပဲစစ်တိုက်မယ်ကြည့်โอเคအဲ့တော့ကျန်တဲ့နိုင်ငံတွေကဂျားနေနေလိုက်မယ်ကျွန်တော်မာတာမယ်တိုက်မယ်ပေါ့နော်ဥရောပစစ်ပွဲတွေပထမကမ္ဘာစစ်ကဥရောပစစ်ပွဲတွေမှာဂျပန်တွေပါလာတယ်ဆိုအဲ့တိုင်းပဲအဲ့တော့စေးမဟာမိတ်လောက်ထားတဲ့အတွက်ဟိုဘက်အာရှဘက်ကဂျပန်တွေကပါလို့ဒီစစ်ထဲပါတဲ့တပုံမျိုးဖြစ်သွားတယ်ပေါ့နော်အိန္ဒိယကိုကိုလိုနီလုပ်ဖို့အတွက်အဓိကအပြင်မာလတာနဲ့ကျွန်တော်ကစစ်မဖြစ်ဖို့လိုတယ်ဒါမှကျွန်တော်ကမူဂဲအင်ပါယာကိုတိုက်မယ်ပေါ့โอเคဒီမှာကျွန်တော်နဲ့စစ်စင်ပြတ်သွားတယ်ပေါ့စေးမဟာမိတ်ပြတ်သွားတယ်ပေါ်တူဂီဩစတြေးလျနဲ့လည်းစေးမဟာမိတ်ပြတ်တယ်ဟန်နိုဗာနဲ့လည်းကျွန်တော်စေးမဟာမိတ်ဖြစ်ပလိုက်ရတယ်ပေါ့နော်ဒီအမျိုးဆောက်ဝင်အဲ့ဒါမဆောက်ထားရင်ဘာဖြစ်လဲဆိုတော့မဆောက်ထားရင်ကျွန်တော်တော့ဒီမှာဒုက္ခရရောက်ရန်သူတံပြန်ထိုးစစ်စမှာမြောက်ပြကုန်းတင်ဖို့လို့မြင်တဲ့အတိုင်းပဲဒီမှာကျွန်တော်တို့ကစစ်ဖြစ်မယ်တော်တော်အသေးအံဖြစ်မှာပေါ့နော်ဖြစ်တော့ဟိုကောင်နဲ့လာတိုက်ပါဗျာကျွန်တော်တို့နေမဟုတ်တဲ့အတွက်ကျွန်တော်တို့ကနည်းနည်းဒုက္ခကိုရောက်နေတာအဓိကအပြင်အင်္ဂလန်ရဲ့အဓိက